အိုမန်မှာအလုပ်လုပ်နေတဲ့သူတွေ passport စာအုပ်ကိုတတိတွေကတိန်းထားတယ်ဆိုရင်ဘာလုပ်တင်လဲသိကြလားတချို့နေရာတွေမှာခုံမနေအလုပ်ရှင်တွေကဗီဇာတက်တန်းကုန်တဲ့အထိစာအုပ်တွေကိုတိန်းထားတာပုံမှန်လုံထုံးလုံနည်းဖြစ်တယ်ဆိုပေမဲ့အိုမန်တရားဥပဒေအရဆိုရင်ဒါတရားမဝင်ပါဘူးအကြောင်းမျိုးမျိုးကြောင့်စာအုပ်ပေးထားရတယ်ဆိုရင်ဒီအချက်တွေကလူချင်းမင်းတို့အတွက်အထောက်အကူဖြစ်စေမှာပါpassport ဆိုတာကိုယ့်ရဲ့ကိုယ်ပိုင်အရေးကြီးတဲ့ခရီးသွားစာရွက်စာတမ်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်သူစီမှာဘာကြောင့်ထားရလဲဆိုတာကိုသိထားဖို့လိုပါတယ် passport ကိုဘာကြောင့်တင်ထားတာဘယ်ချိန်ပြန်ပေးမှာလဲဆိုတာကိုစာနဲ့မေးပြီးတော့မှတ်တမ်းတင်ထားပါမိမိတို့ဗီဇာတက်တန်းကုန်တဲ့အချိန်မှာ passport စာအုပ်ကိုပြန်မရတာချင်းချောက်တာအသင်းချက်ထိန်းချုပ်တာမျိုးရှိလာရင်တရားဝင်သက်ဆိုင်ရာလမ်းကြောင်းကနေအကူအညီတောင်းဖို့စဉ်းစားပါ passport စာအုပ်ပျောက်သွားရင်ပြဿနာကြီးနိုင်တာကြောင့်မိမိတို့ရဲ့ passport ဓာတ်ပုံ visa ID အရေးကြီးတဲ့စာရွက်စာတမ်းစာမျက်နှာတွေကို copy PDF အနေနဲ့မိမိတို့ဖုန်းထဲမှာတင်ထားပါနိုင်ငံခြားမှာအလုပ်လုပ်ရတာလစာဘယ်လောက်ရတယ်ဆိုတာထက်ကိုယ့်ရဲ့စာရွက်စာတမ်းတွေဘယ်မှာရှိနေလဲကိုယ့်အခွင့်အရေးတွေကဘာတွေလဲဆိုတာကိုသိထားဖို့ပိုအရေးကြီးပါတယ်နောက်ဆုံးအရေးကြီးတဲ့တစ်ချက်ကတော့ Oman အလုပ်သမားရေးရာ Ministry of Labor မှာစာရွက်စာတမ်းအပြည့်စုံဖြင့် Labor Complaint တင်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်